နိုင်ငံမှာရှိတဲ့နိုင်ငံရေးကောင်းဆောင်တွေဟလာတော်ခံရေးလုပ်နေတဲ့လူတွေအားလုံးကျွန်တော်တို့နားလည်ရမှာကတရုတ်နိုင်ငံဟာမြန်မာနိုင်ငံနဲ့ပတ်သက်လို့ဘယ်တော့မှကောင်းခဲ့ဘူးသလဲဆိုတဲ့မေးခွန်းနဲ့အရင်ဆုံးကြည့်ရမှာဖြစ်တယ်။အဲ့ဒီမေးခွန်းနဲ့ကြည့်ရသလိုရှိရင်ကျွန်တော်တို့ဘယ်ထိပြန်သွားမလို့ဆိုရင်တရုတ်မြန်မာစစ်ပွဲ၄ချိန်အပြီးဒီဟိုလောက်နဲ့သွားလို့မရဘူး80ကျော်60ကျော်ဟိုလောက်နဲ့သွားလို့မရဘူးတရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မူဝါဒကိုချမှတ်ပြီးသွားတဲ့Empire ချင်းလုံရဲ့ဒီနိုင်ငံရေးဆိုင်ရာဒီမူဝါဒကိုပြောသွားတာဖြစ်တယ်အဲ့ဒါဘယ်နှစ်မှာထုတ်တယ်လဲဆို1968ခုနှစ်မှာသူရေးသွားတယ်အဲ့တော့တရုတ်သမိုင်းပညာရှင်တွေကိုယ်တိုင်ကဘာသာပြန်ပြီးတော့ရေးထားတဲ့စာတမ်းတွေအများကြီးရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းတရုတ်လိုပြောနိုင်တယ်ဆိုဖန်တချို့ဟာလည်းကျွန်တော်ဖတ်နိုင်တယ်အဲ့တော့တခြားကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာဘာတွေ့ရသလဲဆိုလို့ရှိရင်ဒီတရုတ်ဒီမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့နိုင်ငံရေးဝါဒဟာတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာသူ့ရဲ့လက်ကင်ဒုတ်အနေထားရှိတဲ့အစိုးရအဆင့်ရှိတဲ့ခေါင်းဆောင်နိုင်အုံနောက်ရှိတဲ့ခေါင်းဆောင်လောက်ကိုပဲသူတို့လိုချင်တယ်တရုတ်နိုင်ငံကမြန်မာပြည်သူလူထုဒီလောက်တော်တာကိုသိကြောက်တယ်မြန်မာပြည်သူဒီလောက်တတ်သိရှိတာကိုသိကြောက်တယ်မြန်မာပြည်သူလူထုလိုလားတဲ့ဒီမိုကရေစီကိုသိကြောက်တယ်အဲ့ဒီကြောက်လို့ခုနဒီမူဝါဒနဲ့ခုနလာပြီးတော့သူ့ရဲ့ဒုက္ကင်လောက်ကိုအဆင့်ရှိတာသူ့ရဲ့ရှင်းလို့ရှင်ခြံစောက်ခွေးလောက်အဆင့်ထားတဲ့မြန်မာစစ်တပ်ခေါင်းဆောင်လို့ဆိုနေတဲ့ခေါင်းဆောင်တွေနဲ့သူလာတွေ့သွားတယ်တွေ့လို့ရှိရင်သူ့ရဲ့ခြံစောက်ခွေးလောက်ဆင်ထားတဲ့ EAO တချို့နဲ့လည်းသူဆက်လက်ပြီးတော့မွေးပြီးတော့လှုပ်သွားမှာဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံကိုတရုတ်နိုင်ငံနေနဲ့ဘယ်နည်းနဲ့မှတရုတ်ဆိုတာကခုနကွန်မြူနစ်တရုတ်နိုင်ငံနေနဲ့ဘယ်နည်းနဲ့မှငြိမ်းချမ်းရေးရစေရင်လည်းရိုးရိုးသားသားနဲ့တကယ်ငြိမ်းချမ်းရေးရစေရင်လည်းလမ်းကိုသူတို့အားပေးမှာမဟုတ်ဘူးသူတို့အားပေးခြင်းနဲ့ဆိုလို့ရှိရင်2015ကနေ2020ထိလုပ်ခဲ့တဲ့ဒီလွတ်လွတ်လပ်လပ်ဟိုခက်ခဲကြားရနေပြီးတော့လွတ်လွတ်လပ်လပ်နဲ့ဒီမိုကရေစီလေးနည်းနည်းလေးထွန်းကားတဲ့အချိန်မှာတရုတ်ရဲ့မူဝါဒကိုပြန်ကြည့်လို့ရတယ်။တမိုင်းအဝေးကြီးသွားကြရမလို့ကျွန်တော်9နှစ်10နှစ်လောက်ပဲပြန်ကြည့်ရမှာဖြစ်တယ်။တရုတ်နိုင်ငံကဘာအတွက်ကိုသူတို့လုပ်ခဲ့တယ်လဲဆိုလို့ရှိရင်တရုတ်သမ္မတ2020ဇန်နဝါရီလ17ရက်နေ့ကမြန်မာနိုင်ငံကိုသွားပြီးတော့သူတို့သွားတယ်သွားပြီးတော့ဒါ2020เนาะအဲ့အချိန်မှာဒါရွေးကောက်ပွဲမြန်မာနိုင်ငံမှာရွေးကောက်ပွဲတဲ့တာဆူနေတဲ့အချိန်ပေါ့ဗျာပြောလို့ရှိရင်ဒီအခြေခံ2008အခြေခံဥပဒေကို114ခုပြောင်းဖို့ရအတွက်တောင်းဆိုပြီးတော့ဘယ်လိုပဲတင်ပြထားပြီးတော့ပြည်သူနဲ့ညှိနှိုင်းပြီးတော့သူတို့ဒါလုပ်နေတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာတရုတ်သမ္မတကိုယ်တိုင်သွားတယ်သွားပြီးလို့ရှိရင်သူ့ရဲ့နိုင်ငံသားရေးဝန်ကြီးအဲ့ဒီတော့ဝန်ကြီးပေါ့နော်သူကိုယ်တိုင်ခောက်ပေါင်းများစွာအဲ့ဒီမှာအနည်းဆုံးဟိုအထိသွားတယ်ဒီရွေးကောက်ပွဲဒီ campaign အချိန်ကြီးအဲ့အောက်တိုဘာနိုဝင်ဘာထဲမှာကျွန်တော်သွားထားတာနောက်ဆုံးသွားဒါ2010ထဲမှာနောက်ဆုံးသွားထားတာရှိတယ်အဲ့မှာ2021ဇန်နဝါရီလဒုတိယပတ်ထဲမှာသူဆက်ပြီးတော့ဝန်ကြီးကိုယ်တိုင်သွားတယ်သွားပြီးတဲ့ခါမှာ3ပတ်လောက်ကြာမှကျွန်တော်တို့အာဏာသိမ်းမှုဖြစ်တယ်ဆိုလိုချင်တာကတရုတ်အနေနဲ့ဒီအာဏာသိမ်းမှုကို green light ဆိုလိုတာကလုပ်ပေးတဲ့အပြင်ဒီအာဏာသိမ်းမှုပေါ်ပေါက်လာအောင်စီးပွားရေးရင်းနှီးမြှုပ်နှံမှုဟလားဒီ EAO တချို့နဲ့ဆက်သွယ်ထားမှုတွေအကုန်လုံးကပြင်ဆင်ထားပြီးသားဖြစ်တယ်ဒါလာဖို့ရအတွက်ဒီအာဏာသိမ်းမှုလာဖို့ရအတွက်ပြင်ဆင်ထားပြီးသားဖြစ်တယ်အဲ့ဒီပြင်ဆင်ထားမှုအဲ့ဒီ event တွေကိုဖြစ်တကယ်တမ်းလောက်သွားတဲ့ event တွေကိုကျွန်တော်တို့အဖြစ်အပျက်တွေကိုသေချာကြည့်ပြီးတော့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့သုံးသပ်ရမယ်ဆိုလို့ရှိရင်တရုတ်ဟာဒီအာဏာသိမ်းဖို့ရအတွက်ကိုအာဏာသိမ်းမှုဖြစ်ပေါ်လာဖို့အတွက်ကိုငကိုကလေးကဘယ်လိုပြောမလဲစီစဉ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒါသုံးသပ်ကြည့်လို့ရတယ်เนาะအဲ့တော့အဲ့ဒီနေကြည့်မယ်ဆိုလို့ရှိရင်တရုတ်ရဲ့ဒီမြန်မာနိုင်ငံပေါ်မှာနိုင်ငံဒီလုံးမဲ့လုပ်ငန်းကကျွန်တော်တို့ရှင်းတယ်ဘာလို့ရမလဲဆိုတော့အဲ့တော့ခုနောက်ပိုင်းကျွန်တော်တို့နိုင်ငံတကာနဲ့ပတ်သက်ပြီးတော့ဒီမျိုးတော်လှန်ရေးကလှုပ်ဆောင်နေတဲ့ပြောဆိုနေတဲ့campaign တွေရှိတယ်အဲ့ဒီ campaign တွေကဘာလဲဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာရှိတဲ့စစ်အာဏာရှင်ကိုနောက်ကနေပြီးတော့ပံ့ပိုးမှုမလုပ်ဖို့ဟလာဒီစီးပွားရေးဆိုင်ရာလက်နက်ဆိုင်ရာရောင်းဝယ်မှုတွေမလုပ်ဖို့ဆိုတော့ခဏပြောနေကြတယ်ဟလားအဲ့ဒါတွေကဘာလဲဆိုလို့ရှိရင်ဒါ NUG နဲ့ဒါသူတို့ပြောနေတယ်တောင်းဆိုနေတယ်လုပ်နေတယ်အဲ့တော့ဆိုလိုချင်တာကနိုင်ငံတကာကိုအဲ့လိုမျိုးနိုင်ငံတကာကနေပြီးတော့ဒီမလာရဲ့ဒီစစ်ကောင်စီနဲ့မလာရဲ့စစ်တပ်ကိုအားပေးနေတဲ့တောက်တိုင်တွေပေါ့ဗျာဒါတောက်တိုင်ဆိုတာသမရာကြီးကိုယ်တိုင်ဒီသမရာကျွန်တော်တို့ဒီ NUG သမရာကြီးကိုယ်တိုင်ဒီ defensive ဒီပြည်သူ့ကာကွယ်ရေးစစ်ကိုစတင်ကျင်းရတဲ့အချိန်ကလေးကတောက်တိုင်တွေကိုပြတ်ဖြုတ်ရမယ်ဆိုတော့တောက်တိုင်တွေကိုဖျက်ဆီးရမယ်တောက်တိုင်တွေကိုကျွန်တော်တို့ဟောပြရမယ်ဆိုတော့မူဝါဒနဲ့ NUG ကလုပ်နေတာလည်းကြာပြီเนาะအဲ့တော့အဲ့ဒီလိုမျိုးတောက်တိုင်တွေကိုအပြတ်လို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရုတ်အနေနဲ့မြန်မာဒီလက်ရှိမလာရဲ့စစ်တပ်တွေကိုလည်းမကဘူးစစ်အာဏာရှင်စနစ်ကိုလိုလားတိုင်းလည်းမကဘူးခုနကဒီဟိုကလေးကဒီစစ်အာဏာရှင်ဆက်လက်ပေါ်ပေါက်လောင်
တပြော့ပြန်ပေါ်ပေါက်လာအောင်လုပ်ခဲ့တဲ့နိုင်ငံဖြစ်တယ်နိုင်ငံအိန္ဒိယချင်းနိုင်ငံဖြစ်တယ်ဒါရှင်းတယ်အဲ့တော့အဲ့ဒီနည်းနဲ့ကြည့်တယ်ဆိုလို့ရှိရင်ဒါဟာအမတမတ်ကိုအခရာကျတဲ့တောက်တိုင်တစ်ခုဖြစ်တယ်ဒီစစ်ကောင်စီဆက်လက်ရေရှည်တည်တံ့ခိုင်မြဲရေးဆီယနာရှင်မြန်မာနိုင်ငံမှာဆက်လက်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လုပ်နေတာဖြစ်တယ်အဲ့ဒီအပြင်တချို့ EAO တွေဆက်လက်တည်တံ့ခိုင်မြဲရေးအတွက်သူ့အနေနဲ့လည်းတောက်တိုင်တစ်ခုနဲ့ဆက်ဆက်ပြီးတော့လုပ်နေတာဖြစ်တယ်အဲ့တော့မြောက်ပိုင်းခုနှစ်ဖွဲ့နဲ့ statement တွေထုတ်သွားတာအစအကုန်လုံးကိုကျွန်တော်တို့ကသေချာအသေးစိတ်ထုတ်ဖြည့်ကြည့်ရမှာဖြစ်တယ်အဲ့လိုမျိုးခြေကြည့်တဲ့အခါမှာသူကတောက်တိုင်လုပ်နေတာကဒီမဟာလနဲ့စစ်ကောင်စီအတွက်ကိုတောက်တိုင်လုပ်ရုံမကဘူးတချို့ဒီ EAO တွေတက်လဲသူတောက်တိုင်ဖြစ်နေလုပ်ပေးနေတာဖြစ်တယ်အဲ့ဒါကဘာကိုသုံးပြီးတော့လုပ်တယ်လဲဆိုလို့ရှိရင် EAO တွေနဲ့ဒီစစ်ကောင်စီတွေလိုအာဏာရှင်စနစ်တွေရဲ့ incentive structure ဆိုတဲ့ဒီမက်လုံးကိုဖွဲ့စည်းထားတဲ့စီးပွားရေးနဲ့နိုင်ငံရေးသွေးကြောင်းတွေပေါ့သွေးကြောတွေပေါ့ enough ဒီစဉ်းစားကြောင်းတွေကိုသူကကြည့်ပြီးတော့လုပ်နေတာဖြစ်တယ်အဲ့တော့သူ့မှာအပြစ်ရှိသလားလို့ပြောစရာမေးခွန်းထွက်လာလိမ့်မယ်အပြစ်ဆိုတာတော့ကျွန်တော်တို့ဒီလိုမျိုးဝေဖန်သုံးသပ်တဲ့အနေနဲ့ဆိုတော့ရှိစရာမလိုဘူးဘာလို့လဲဆိုတော့ तू ကသူ့ရဲ့ interest ကိုလုပ်နေခြင်းဖြစ်တယ်သူ့ရဲ့လုပ်စရာရှိတာကိုလုပ်နေခြင်းဖြစ်တယ်အဲ့ဒီအတွက်ကိုဘက်ကဘယ်လိုပြန်စဉ်းစားရမလဲဆိုလို့ရှိရင်ညံ့တဲ့ခေါင်းဆောင်တွေမရှိဖို့တက်ကိုခေါင်းဆောင်တဲ့လူကလည်းညံ့တဲ့လူတွေမဖြစ်ဖို့ညံ့တယ်ဆိုတော့ခုနကဒေချာဂဂနာနာကိုယ့်ရဲ့လောက်ရလောက်ရကတိုင်းနိုင်ငံလုံးအတွက်ဟာထိရောက်နိုင်တဲ့အနေအထားမျိုးတွေကိုကြနနစဉ်းစားနိုင်တဲ့ခေါင်းဆောင်တွေရှိဖို့လိုအပ်တယ်တော်လိုင်းဒီအဖွဲ့တွေမှာလည်းအဲ့လိုမျိုးခေါင်းဆောင်တွေလိုအပ်တယ်ဘာလို့ဆိုတော့သူကအဲ့လိုမျိုးညံ့တဲ့ခေါင်းဆောင်တွေကိုပဲလိုချင်တာကိုဒီလူသူရဲ့ incentive ဒီ melon structure ကိုသူကကင်ထားတဲ့အခါမှာကြတော့ဒါသူကကျိုးဆွဲခြင်းတဲ့လူသူကျိုးဆွဲနိုင်တဲ့လူကသူကတင်မှာပေါ့အဲ့တော့အဲ့ဒီနည်းနဲ့ကြည့်တယ်ဆိုလို့ရှိရင်တရုတ်နဲ့ပတ်သက်တဲ့လုံးဝမဲ့လုပ်ငန်းနံပါတ်1ချက်ကဘာလဲဆိုလို့ရှိရင်ခင်ဗျားအနေနဲ့ဟာတရုတ်နိုင်ငံတကြောင်နဲ့ကျွန်တော်တို့သွားလို့ရတယ်ဝါကြတကြောင်နဲ့သွားလို့ရတယ်မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်စနစ်ကိုအခရာကြလှုပ်ဆောင်နေတဲ့စကစကိုထောက်ပံ့နေမှုမှန်များအလုံးကိုရပ်တန်းကရပ်ပါမရပ်ဘူးဆိုလို့ရှိရင်တော့ခင်ဗျားတို့ရဲ့စီးပွားရေး interest နိုင်ငံရေး interest မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ရှိတဲ့အရာအလုံးကျွန်တော်တို့တာဝန်မယူနိုင်ဘူးဆိုတဲ့ဝါကြတကြောင်နဲ့မူဝါဒချက်ထားလို့ရတယ်အဲ့ဒီမှာဝါကြနဲ့သွားလို့လည်းအနောက်နိုင်ငံတွေကိုလည်းကျွန်တော်တို့ဒီမိုကရေစီဘက်ကဒီလိုပြောနေခြင်းဖြစ်တယ်ဥပမာ MOG ကိုကျွန်တော်တို့ sanction လုပ်ပါဟလား American company sanction လုပ်ပါဟလား Norway က company sanction လုပ်အကုန်ပြောနေတာတော်လိုင်းရဲ့မူဝါဒပြည်သူရဲ့မူဝါဒအဲ့ဒီမူဝါဒကိုရှင်းလင်းဖြစ်အောင်တရုတ်ကိုလည်း message ပေးရမှာဖြစ်တယ်အဲ့ဒီလိုမျိုးမပေးဘဲနဲ့ကျွန်တော်တို့ဒီတိုင်းပဲစောင့်ကြည့်နေပါတယ်လေ့လာနေပါတယ် EA လုံနေလို့ကတော့တရုတ်ကဒီတိုင်းပဲသိတဲ့အတိုင်းပဲသူတို့လှုပ်ရှားရှိတယ်သူတို့လှုပ်သွားမှာပဲဖြစ်တယ်အဲ့တော့ဒါတစ်ချက်အဲ့တော့ဒီထိုင်းနိုင်ငံကိုလည်းကျွန်တော်ပြော PTT တို့ကတော့ campaign တွေကပြောနေတာတရုတ်နဲ့ပတ်သက်လို့ပြောတာတွေတော်တော်လေးနည်းတဲ့ဥစ္စာဘာကြောင့်လဲဆိုလို့ရှိရင်တရုတ်ကဒါရှင်းပြောလို့ရှိရင်တော်လိုင်းရေးဖွဲ့ထဲမှာလည်းသူတို့ penetrate လုပ်ပြီးတော့လာဝင်ထားပြီးတော့အခရာသူတို့လိုချင်တဲ့ပုံစံတွေသွားနေတဲ့ဥစ္စာရှိတယ်ခုနောက်ဆုံးပြောလို့ရှိရင်ဒီ media တွေကိုယ်တိုင်တုံမှတရုတ်ကနေဝင်ထားပြီးတော့လှုပ်ထားခြင်းရှိလိမ့်မယ်ဒါသူတို့ရဲ့ပတ်စံရှိတဲ့ IR ရှိတဲ့အကုန်ရှိလို့လှုပ်ထားခြင်းဖြစ်တယ်အဲ့ဒါတွေကိုဂဂနန္ဒသေချာလေးလာသုံးသပ်ပြီးတော့တော်လှန်ရေးကောင်းဆောင်တွေနဲ့ရှင်းလင်းမြင်နေဆိုလို့ရှိရင်ဘလို့တရုတ်ကိုချင်းကပ်ရမလဲဆိုတာရှင်းတယ်ဆိုတော့လေးစားတာမလေးစားတာတွေသူ့ဟောပြတာတွေပဲကျွန်တော်တို့ပြောစရာမလိုဘူးတရုတ်ကိုဘလို့ချင်းကပ်မလဲဆိုချားနိုင်ငံတွေကိုချင်းကပ်တယ်လို့ပဲချင်းကပ်ပွင့်လင်းချင်းကပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါတရုတ်ဘယ်ကိုရပ်တည်ရမလဲသူ့ကိုလမ်းရွေးခိုင်းရမှာအခုဥစားကတရုတ်ကတော်လှန်ရေးကိုလည်းလမ်းရွေးခိုင်းနေတယ်လို့တရုတ်ကဒီမြန်မာစစ်တပ်ခေါင်းဆောင်တွေကိုလည်းလမ်းရွေးခိုင်းနေတယ်လို့လုပ်နေတဲ့ကိစ္စကဒါကြားပြီဆိုတော့ခုနကပြောခဲ့တယ်လို့ခုနကွန်မြူနစ်ပါတီတို့ပြိုကွဲသွားအောင်ဖြိုခွဲနိုင်တဲ့အဆင့်နေပြီခုတက်မတော်လည်းဖြိုခွဲသွားအောင်ဖြိုခွဲနေတဲ့အဆင့် EAO တွေလည်းပြိုကွဲသွားအောင်ဖြိုခွဲနေတဲ့အဆင့်ဒေါ်လာရေးကိုလည်းပြိုကွဲသွားအောင်ဖြိုခွဲနိုင်တဲ့အဆင့်ကိုသူတို့ရွေ့နေတာကြားပြီအဲ့တော့အဲ့ဒီရွေ့နေတဲ့အအားလုံးကိုကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်တရုတ်ကဘယ်နည်းနဲ့မှမြန်မာနိုင်ငံကိုဟလာဒီမိုကရေစီရတဲ့လမ်းကြောင်းငြိမ်းချမ်းရေးလာတဲ့လမ်းကြောင်းကိုကျွန်တော်မပေးချင်ဘူးဆိုတာရှင်းတယ်အဲ့တော့အဲ့ဒါကိုပြီးသားကျွန်တော်တို့နားလေတယ်ခေါင်းဆောင်တွေကနားလေတယ်ဆိုတာကိုကျွန်တော်တို့သူတို့အနေနဲ့ဒီ NUG ခေါင်းဆောင်သက်ဆိုင်ရာတော်လှန်ရေးခေါင်းဆောင်တွေနဲ့ရှင်းလင်းပြောရဆိုလို့ရှိရင်ဒါတရုတ်လန့်လိမ့်မယ်တုံ့လှုပ်သွားလိမ့်မယ်ကြောက်သွားလိမ့်မယ်ကျွန်တော်တို့ဒီဘက်ကပြည်သူလူထုဘာလို့သူတို့တရုတ်ကအကြောက်ဆုံးကမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုလွှမ်းမိုးတဲ့ငြိမ်းချမ်းတဲ့ဒီဒီမိုကရေစီစနစ်လမ်းဟာသူကြောက်ဆုံးပဲဘာလို့သူ့နိုင်ငံမှာလည်းအဲ့လိုမျိုးကျွန်တော်မြန်မာ1988ခုနှစ်မြန်မာနိုင်ငံကဒီမိုကရေစီလှုပ်ရှားမှုကြီးပြီးတဲ့အခါမှာ1989ခုနှစ် Tiananmen Square ဒီတရုတ်နိုင်ငံမှာလှုပ်ရှားမှုကြီးဖြစ်တယ်ဒါတွေကဒီအင်းသားချင်းနိုင်ငံကတခုခုဖြစ်လာလို့ရှိရင်သူ့နိုင်ငံကိုလည်းရိုက်ခတ်မဲဆိုတဲ့သဘောနော်အဲ့တော့ဟောင်ကောင်မှာဖြစ်လာတယ်ဟောင်ကောင်ပြီးတဲ့အခါမှာကျွန်တော်မြန်မာတော်လှန်ရေးနဲ့ပတ်သက်တာတွေပြုံးနေဖြစ်လာတယ်ဒီအာဏာသိမ်းပြီးတာနဲ့နော်
နောက်ပြီးလို့ရှိရင် COVID ဒီကျွန်တော်မြန်မာတော်လှန်ရေး2021နောက်ပိုင်းဒီတော်လှန်ရေးရဲ့ခိုင်မာတဲ့ဒါကိုတရုတ်လူမျိုးတွေတရုတ်နိုင်ငံသားတွေကမြင်တဲ့အတွက်သူတို့ဒီ white paper protest campaign တွေလုပ်ပြီးတော့ကျွန်တော်နောက်ပိုင်းဒီ COVID နောက်ပိုင်းမှာတရုတ်နိုင်ငံတွင်းမှာစတာတွေရှိတယ်ဆိုလိုတာတွေကသူတို့အနေနဲ့ကဘာလဲဆိုရင်သူတို့ရဲ့သူတို့ရဲ့အိမ်တွင်းဒီကွဲပြားမှုတွေကိုဘယ်လိုပြောမလဲအားနဲ့အင်နဲ့မတရားဖိနှိပ်ဖို့ရအတွက်လိုအပ်တယ်အဲ့အတွက်လုံနေလို့လဲနိုင်ငံတကာမှာခုနသိုးလန်းတို့ခုနကျန်တဲ့ဒီလမ်းတွေအကုန်လုံးသူတို့လုံနေတာတွေကဘာလို့သူ့နိုင်ငံတွင်းမှာအာဏာရှင်တစ်ခုအနေနဲ့တပါတီအာဏာရှင်စနစ်ရေရှည်တည်တံ့ခိုင်မြဲတဲ့လုပ်ငန်းတွေလုပ်နေခြင်းဖြစ်တယ်တရုတ်နိုင်ငံတရုတ်ပြည်သူလူထုအားလုံးရဲ့တယောက်ချင်းစီရဲ့လူခွင့်ရေးပြည်သူကအဆောက်အုံနိုင်ငံရေးပြည်သူအဆောက်အုံစီးပွားရေးပြည်သူကအဆောက်အုံတကယ်တမ်းပုံမှန်လင်းနေအားပေးခြင်းလို့လုပ်နေတာမဟုတ်ဘူးစီတရုတ်အာဏာရှင်တွေကအဲ့ကဲကျွန်တော်ပြောလို့လုံချင်တယ်ဆိုလို့ရှိရင်လွတ်ပေးလိုက်ရုံပဲတရုတ်နိုင်ငံတရုတ်ပြည်သူလူထုကသူ့ညီညွတ်နဲ့ကဘာမှာသူတို့ချီတက်သွားမှာတရုတ်တွေဟာညံ့တဲ့လူတွေမဟုတ်ဘူးကဘာမှာဒါရှင်းတယ်ကျွန်တော်တို့ဒီစီးပွားရေးနိုင်ငံရေးလမ်းတွေမှာသူတို့လုပ်နေတယ်တရုတ်ဆိုတာကတရုတ်လူမျိုးတွေရဲ့ဒီဗီဇစိတ်ဓာတ်နဲ့တကယ်စီးပွားရေးကိုအောင်မြင်လုပ်နိုင်တာနိုင်ငံရေးကိုတကယ်တေချာဂဂနနာစဉ်းနိုင်တာစဉ်းစားနိုင်တာတွေအများကြီးရှိတယ်အဲ့တော့အဲ့လိုမျိုးမရှိခဲ့ဘူးဆိုလို့ရှိရင်ခုနဒေါက်တာဆွန်ရက်စင်းတို့လိုဟိုတုန်းကတည်းကမတန်မကိုများခဲ့တဲ့နိုင်ငံကြီးကိုတိဆောက်သွားတဲ့လူတွေနောက်ပြီးလို့ရှိရင်ခုနောက်ပိုင်း1989ခုနှစ်ကျောင်းသားခေါင်းဆောင်တရုတ်ကျောင်းသားခေါင်းဆောင်တွေထိုင်ဝမ်လိုနိုင်ငံကမ္ဘာမှာခုနိုင်ငံလို့တောင်ဥရောသမဂ္ဂကမသိမြအသိမှပြုတ်မထားတော့လဲစီးပွားရေးအမတန်မကိုအခရာကျတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ထိုင်ဝမ်ဟာအဲ့တော့ကျွန်တော်ဆိုလိုချင်တာကတရုတ်ကွန်မြူနစ်ပါတီနဲ့တရုတ်ပြည်သူလူထုကိုခွဲခြားဆက်ဆံရမယ်လိုင်းလဲပေါ်လာတယ်အဲ့တော့တရုတ်ပြည်သူလူထုကိုတရုတ်ပြည်သူလူထုရဲ့လွတ်မြောက်မှုနဲ့တရုတ်ပြည်သူလူထုရဲ့ဒီမိုကရေစီခွင့်ရေးလူခွင့်ရေးတွေနဲ့ကျွန်တော်မြန်မာပြည်သူလူထုရဲ့ဒီမိုကရေစီခွင့်ရေးလူခွင့်ရေးတွေနဲ့ချိတ်ဆက်တဲ့မူဝါဒလမ်းကြောင်းတွေကိုတစ်ဖြည်းဖြည်းနဲ့ကျွန်တော်တို့ထိုးဖောက်သွားမှာဖြစ်တယ်။နေချင်းညချင်းတကိတ်တစ်ခုတည်းချင်းချိတ်ထိုးဖောက်မှာမဟုတ်ဘူး။အဲ့ဒီနည်းနဲ့ထိုးဖောက်တယ်ဆိုလို့ရှိရင်ဒီတော်လိုင်းကောင်းဆောင်တွေနေတဲ့ဒီတော်လိုင်းကိုဟောပြနေလို့အားသုံးခွန်ဆိုင်လုပ်နေတဲ့တချို့ရိုးသားတဲ့တကယ်မှန်ကန်တဲ့ EO ကောင်းဆောင်တွေနဲ့စဉ်းစားနိုင်ရမယ်။တရုတ်နဲ့ဘယ်လို detachment လုပ်ရမလဲ။လုံးမယ်ဆိုလို့ရှိရင်ခုနစီးပွားရေးရကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ပြောမှာပေါ့တချို့တွေကတော့ဥမာကချင်လွန်နေရတယ်ရှမ်းလွန်နေရတယ်တရုတ်နဲ့ကတ်နေတယ်ဒါတွေကအများအားဆက်သွယ်နေရတဲ့ကြီးတွေ့နေရတဲ့နိုင်ငံတွေပြည်နယ်တွေဖြစ်တယ်အဲဒီပြည်နယ်တရုတ်နိုင်ငံနဲ့ဆက်သွယ်နေရတဲ့ပြည်နယ်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့လှုပ်ချင်လို့မရဘူးဆိုတော့မှန်တဲ့လောက်မှန်တယ်သို့တော့ဘာလဲဆိုလို့ရှိရင်တရုတ်ဈေးကွက်ကိုမကြည့်တော့ဘဲနဲ့နိုင်ငံတကာဈေးကွက်ကိုဖွင့်ပေးတဲ့ NUG ရဲ့ဒီစီးပွားရေးဒီနိုင်ငံတကာဆက်ဆံရေးဝန်ကြီးတွေနေနဲ့ဈေးကွက်ရှာပေးနိုင်ရမယ်ဒီကချင်ရဲ့ product တွေကိုနိုင်ငံတကာline တွေကိုရောက်အောင်ရှမ်းရဲ့ product တွေကိုနိုင်ငံတကာလောက်အောင်ဈေးကွက်ရှာပေးဒီမူဝါဒနဲ့သွားတယ်ဆိုလို့ရှိရင်ပြင်ဆင်တယ်ဆိုလို့ရှိရင်တရုတ်ကြောက်လာလိမ့်မယ်သူတို့တုံလှုပ်လာလိမ့်မယ်အမှကချင်ကအခုတရုတ်ကိုတမြောင်းတော့ပဲနဲ့ကိုကချင်တို့မှာပဲချော furniture ချောရောက်ပြီးတော့ဒီကမ္ဘာ IKEA လို့ company ပေါ့ဗျာ furniture company တွေပုံစံနဲ့ဆက်ပြီးတော့လုပ်တယ်ဆိုလို့ရှိရင်ဟလာထိုင်းနေတဲ့စင်တော်လကောက်ပွင့်လင်းတဲ့နိုင်ငံတချို့မလေးရှားရှိပါတယ်နိုင်ငံတွေစင်ကာပူဒီစင်နေနဲ့ဖွင့်လင်းတဲ့နိုင်ငံတွေလမ်းတွေပေါက်အောင် economic policy ကိုချပြီးဆိုလို့ရှိရင်သူတို့ဒီမိုကရေစီပြတာနဲ့တပြိုင်နက်တည်းအဲ့ဒီကိုသွားဖို့ရတဲ့လမ်းကပြင်နေပြီဆိုတော့မူဝါဒကိုရောက်လာပြီဆိုရင်အခုချိန်မှာတရုတ်ဒီတော်လှန်ရေးဖွဲ့တွေကဒီ NUG ကအဲ့လိုမျိုးပြင်ဆင်နေဆိုရင်သူတို့နည်းနည်းလေးသူတို့လုံနေတဲ့လမ်းကိုသူတို့တုံလှုပ်သွားလိမ့်မယ်ဆုပ်လိမ့်မယ်ဆုပ်ပြီးလို့ရှိရင်ကျွန်တော်တို့တော်လှန်ရေးကနေတရုတ်ဘယ်လမ်းသွားရမလဲဆိုတာကိုလမ်းပြခြင်းဖြစ်တယ်အဲ့ဒီမူဝါဒနဲ့သွားတယ်ဆိုလို့ရှိရင်မြန်မာဒီနိုင်ငံမှာအခုလက်ရှိဖြစ်နေတဲ့အခက်အခဲကိုထိုးဖောက်နိုင်တဲ့အပြင်တရုတ်ကိုယ်တိုင်နားလဲပြီးတော့သူတင်းလျှောက်ပဲတဲ့လမ်းကိုသွားမယ်လမ်းကိုကလက်ညှိုးထိုးပြခြင်းဖြစ်နေအခုဥစားကသူကလက်ညှိုးထိုးပြတဲ့လမ်းကိုကိုကရှောက်နေတဲ့ပုံစံစကားပြောနေရတဲ့ပုံစံကျွန်တော်တို့လုပ်နေရတာကဒါအမေနမတ်ကိုကျွန်တော်တို့တော်လိုင်းရေးခေါင်းဆောင်တွေအနေနဲ့တော်တော်လေးညံ့နေတယ်ဆိုရက်တရုတ်နဲ့ပတ်သက်လို့ညံ့နေတယ်ဆိုရက်သို့မဟုတ်လေကြောက်နေတယ်ဆိုရက်သဘောဆောင်းတယ်တော့ဒီ EU ခေါင်းဆောင်တွေလည်းရဲဝံ့စဉ်းစားပါဟလာ channel ကထွက်လာလုပ်ပြီးလို့ရှိရင်သူတို့ပြည်သူလူထုကိုတကယ်ကိုစားပြုပါသူတို့ကိုယ်စားမပြုတ်ဘဲနဲ့ channel မှာပဲနေပြီးတော့ခုနကဒါကြီးခုနတရုတ်ကြောက်လို့ပုံစံမျိုးတွေနဲ့ excuse ပေါ့ဗျာဒီအကြောင်းပြချက်လေးတွေပေးပြီးတော့ဆက်လက်ပြီးတော့ဒီပုံစံနဲ့သွားနေမယ်ဆိုလို့ရှိရင်သူတို့ပြည်သူလူထုရဲ့လူခွင့်ရေးလွတ်မြောက်ရေးဒီမိုကရေစီခွင့်ရေး federal democracy ခွင့်ရေးတွေပေါ်ပေါက်မှာမဟုတ်ဘူးအဲ့တော့သူတို့တွေအနေနဲ့ကြာနာနာဂဂနာနာစဉ်းစားပြီးလို့ရှိရင် NUG ရဲ့ဥဆောင်မှုနဲ့သို့မဟုတ် NUG နဲ့တွဲပြီးတော့ချိတ်ဆက်ပြီးတော့အားလုံးလုံးအောင်မှာဖြစ်တယ်ဘာလို့လဲဆိုရင် NUG က2020ရွေးကောက်ပွဲကနေပြီးပြည်သူကနေပြီးတော့ရွေးကောက်ပေးထားတဲ့အစိုးရဖြစ်တယ်နောက်တစ်ခုကဒီ NUG မတိုင်ခင် NLD အစိုးရ2010ကနေ2015ခုနှစ်တော့
နှစ်တွန်းကာလမှာမြန်မာနိုင်ငံမှာဘယ်လိုလုပ်ငန်းတွေလုပ်သွားနိုင်တယ်ဆိုတော့စဉ်းစားမှာဖြစ်တယ်အဲ့ဒီချိန်ကာလကတရုတ်နဲ့ပတ်သက်တဲ့မူဝါဒဘယ်လိုလုပ်ထားလဲဆိုတော့ဒေချာချိတ်ပြီးတော့စဉ်းစားပြီးတော့လုပ်တယ်ဆိုလို့ရှိရင်ဒါမြန်မာနိုင်ငံမှာအဲ့ဒီကာလလေးဟာနှစ်ကာလလေးဟာတခါမှမရှိခဲ့ဘူးတဲ့ကာလကိုဒါပြည်သူလူထုကိုချပြသွားတယ်လမ်းကိုလည်းဖောက်ပြသွားတယ်ဟုတ်လားအဲ့ဒါကြောင့်လည်းအခု Gen Z တွေကသူတို့ Gen Z တွေဆိုတာကကျွန်တော်တို့စစ်အာဏာရှင်စနစ်အောက်မှာအနှစ်30တကိတ်လောက်အနည်းဆုံးကြီးပြင်းပြီးတော့နောက်ထပ်ဒီမိုကရေစီကာလအောက်မှာဒီမိုကရေစီ perfect တော့မဖြစ်ဘူးအားလုံးတော့ဟိုပေါ့ perfect ဖြစ်တဲ့ဒီမိုကရေစီမဟုတ်ဘူးအဲ့ကာလအောက်မှာနှစ်30လောက်သူတို့နှစ်20သူရဲ့အသက်20ရှိတဲ့အချိန်ကာလမှာနှစ်30ကအာဏာရှင်လက်အောက်အနှစ်30ကဒီမိုကရေစီလက်အောက်ကိုနေသွားတယ်သူတို့သိခဲ့တယ်ဘယ်လမ်းကိုသွားရင်မြန်မာနိုင်ငံဟာကောင်းမလဲဆိုတော့သူတို့ကိုယ်တိုင်သိသလိုအာဆီယံအကောင်းဆုံးလည်းသိတယ်ကမ္ဘာအကောင်းဆုံးလည်းသိတယ်မြန်မာနိုင်ငံကိုဒီတကယ်လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံလှုပ်လိုက်တယ်ဆိုလို့ရှိရင်အရှေ့တောင်အာရှနိုင်ငံအရှေ့အာရှနိုင်ငံတွေအားလုံးကိုကြော်တက်သွားနိုင်စမ်းရှိတဲ့နိုင်ငံဖြစ်တယ်ပြည်သူလူထုကအဲ့လောက်ထိပြောမလဲတတိလည်းရှိတယ်ဗျတ်တိလည်းရှိတယ်ပညာလည်းရှိတယ်ဒီ twist ကိုစဉ်းစားနိုင်စမ်းလည်းရှိတယ်ခုကျွန်တော်တို့ drone ခုန Federal Wing လို့ drone နဲ့ဒီကမ္ဘာမှာ36အဆင့်ရှိတဲ့35အဆင့်ရှိတဲ့တပ်မတော်ကိုဟုတ်လားဒုထောက်ရမလောက်ဖြစ်အောင်လုပ်ထားတဲ့ PDF တွေရဲ့အားကိုကြည့်ပါ Gen Z တွေရဲ့အားကိုကြည့်ပါFederal One ခုန MOD NUG MOD ရဲ့လှုပ်ဆောင်မှုအားတွေကိုကြည့်ပါအားလုံးကိုခြုံကြည့်မယ်ဆိုလို့ရှိရင်ဒါတွေကိုမြင်ရအဖြစ်နိုင်ငံတကာထူးသဖြင့်တရုတ်သိကြောက်တယ်ဘာလို့ကြောက်တာကဒီမြန်မာနိုင်ငံပွင့်လင်းတဲ့နိုင်ငံဖြစ်ပြီဆိုလို့ရှိရင်မြန်မာနိုင်ငံကိုသူတို့အနေနဲ့လှဲလန်းလို့သုံးလို့မရဘူးဘယ်ကိုလှဲလန်းဘယ်ကိုသွားချင်တာလဲဒီတောင်အိန္ဒိယသမုဒ္ဒရာဘက်ကိုသူလမ်းဖောက်ချင်တာအဲ့တော့အဲ့ဒီလိုသွားလို့မရဘူးဆိုတော့သူ train နဲ့တကပောက်မရှိတော့တောင်ကိုထွက်ဖို့ရတယ်အဲ့တကပောက်မရှိဘူးဆိုလို့ရှိရင်သူ့နိုင်ငံအနေနဲ့ဒီမိုကရေစီလမ်းကိုသွားမယ်ဆိုတာသူတို့သိတယ်အဲ့တော့2049သူတို့ကွန်မြူနစ်ပါတီဒီအာဏာယူခဲ့တဲ့အနှစ်တရာပြည့်တရုတ်နိုင်ငံကွန်မြူနစ်နိုင်ငံဖြစ်တဲ့အနှစ်တရာပြည့်နှစ်ထိကာလတိုင်အောင်တရုတ်ဟာတပါတီအာဏာရှင်စနစ်ကိုမရရအောင်ကုတ်ပြီးတော့လှုပ်လိုက်မယ်လှုပ်တာကဘာကြောင့်လဲတရုတ်ပြည်သူလူထုကိုသူက PR ဆွေးနွေးလို့ရှိရင်ကျွန်တော်တို့တရုတ်ပြည်သူလူထုကိုဂျင်းကြီးထည့်ကျင်တာပေါ့ဗျာကျွန်တော်တို့ဂျင်းစီစကားနဲ့ပြောလို့ရှိရင်ဂျင်းထည့်ကျင်တဲ့အတွက်ဒီနှစ်တရာပြည့်အတွက်ကိုသူတို့ပြင်ဆင်ပြီးတော့လုပ်နေခြင်းဖြစ်တယ်အဲ့တော့အဲ့အနှစ်တရာကာလတော့ဒီ2049ခုနှစ်ဒီအထိကာလအတော်တွင်းမှာသူတို့နိုင်ငံရဲ့မူဝါဒဟာဒီအာဏာရှင်စနစ်နဲ့သွားမယ်ဆိုတော့ကျွန်တော်တို့ရှင်းတယ်အဲ့တော့အာဏာရှင်စနစ်နဲ့ကျွန်တော်သွားမဲ့နိုင်ငံစီကဒီမိုကရေစီရရှိရေးအတွက်ဘာမှညှိနှိုင်းဆွေးနွေးစရာမရှိဘူးเนาะအဲ့ဒါတည်းမဟုတ်သေးဘူးအဲ့ဒီအာဏာရှင်ကကျွန်တော်တို့မြန်မာနိုင်ငံမှာအာဏာရှင်စနစ်ဆက်လက်ပြီးတော့ထွန်းကားရေးအတွက်ကိုသူတို့လုံနိုင်တယ်လို့လုံမယ်ဆိုတဲ့မူဝါဒရှိတယ်အဲ့ဒါကိုကျွန်တော်တို့ထိုးဖောက်ပြီးတော့မြင်နိုင်ရမယ်အဲ့တော့နောက်ဆုံးကျွန်တော်အနေနဲ့ညီကုန်းချိုးရလို့ရှိရင်အားလုံးကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံနဲ့ပတ်သက်နေတဲ့ဒီနေရင်းချင်းနိုင်ငံတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုလို့ရှိရင်ကျွန်တော်တို့ရိုဟင်ဂျာကျွန်တော်မြန်မာနိုင်ငံထွက်ခွာသွားတဲ့ရိုဟင်ဂျာမိသားစုတွေအားလုံးတသန်းနီးပါးဟာလားလက်ခံပြီးတော့ဒုက္ခခံပြီးတော့သူတို့အနေနဲ့လုံနိုင်တဲ့ကုလသမဂ္ဂနဲ့ပေါင်းပြီးတော့လုံနေတယ်ဟောပြုနေတယ်ဘယ်လိုပြောမလဲစေတနာနဲ့သူတို့အင်ရှင်ဖြစ်နေသူတို့နေခိုင်းထားတယ်အိန္ဒိယနိုင်ငံဆိုလည်းသူ့အနေထားရလုံနိုင်တယ်လို့သူတို့လည်းလုံနေတယ်တရုတ်နိုင်ငံဟာလားထိုင်းနိုင်ငံကြည့်မယ်ထိုင်းနိုင်ငံဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်းနိုင်ငံလိုမျိုးအိန္ဒိယချင်းမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီ88ကထွက်လာခဲ့တဲ့တော်လှန်ရေးလုံနိုင်တဲ့ဖွဲ့တွေအနေနဲ့ဘယ်လောက်ဒုက္ခရောက်လဲဆိုစဉ်းစားကြည့်ပါနောက်မလေးရှားနိုင်ငံကျန်တဲ့တောင်ပိုင်းတော့အိန္ဒိယချင်းသိမ့်ကြဘူးအဲ့တော့အားလုံးအိန္ဒိယချင်းနိုင်ငံတွေကိုခြုံကြည့်လိုက်တဲ့အခါမှာအယုတ်မာဆုံးနိုင်ငံဘယ်နိုင်ငံလဲဆိုလို့ရှိရင်တရုတ်နိုင်ငံပါပဲအဲ့တော့ကျွန်တော်တို့ဒီစလုံးသုံးတာအယုတ်မာတယ်ဆိုတော့ကျွန်တော်ပေါ့ပါပါလေးသုံးတာမဟုတ်ပါဘူးနော်ခုနသမိုင်းနဲ့ချီပြီးတော့တို့လုပ်ခဲ့တဲ့ဥစ္စာအားလုံးကြည့်မယ်ဆိုလို့ရှိရင်ရှင်းပါတယ်တရုတ်ကွန်မြူနစ်ပါတီကို9ဘွဲ့ပွဲသွားအောင်တို့ penetrate လုပ်ပြီးတော့တို့ရှင်းပစ်ခဲ့တယ်ရှင်းပြီးတော့အဲ့9ဘွဲ့တွေကိုဆက်လက်ပြီးတော့ထောက်ခံပြီးတော့9ဘွဲ့ကွန်မြူနစ်ပါတီမြန်မာကွန်မြူနစ်ပါတီ sorry မြန်မာကွန်မြူနစ်ပါတီကို9ဘွဲ့ပွဲသွားပြီးတော့ဒီ1989ခုနှစ်နောက်ပိုင်းမှာတို့ဒီဘယ်လိုပြောညှို့နှံပြီးတော့တို့ရဲ့ cell တွေနဲ့ဝင်ပြီးတော့ဘယ်လိုပြောမလဲခွာထုတ်ပစ်လိုက်ပြီးတော့ပြစ်သွားအောင်လုပ်နိုင်ခဲ့တယ်လုပ်ပြီးလို့ရှိရင်ခုနတို့တဲ့ပေါက်လာတဲ့ဒီ BCP ကပါလာတဲ့9ဘွဲ့ကိုလည်းဆက်လက်ပြီးတော့တချို့တွေကိုအသွင်ခွန်ဆိုင်ထောက်ပံ့နေတယ်နောက်ခုမြန်မာတက်မတော်လည်းသူ့ရဲ့ခြံဆောင်အဆင့်လောက်အနေထားမျိုးဖြစ်အောင်စီးပွားရေးရဝင်ပြီးတော့ဟလာပိုက်လိုင်းတွေရောဟလာခုနစီစီမံကိန်းတွေရောရာခွက်တွေမြေခွက်တွေနောက်ဆုံးပြောလို့ရှိရင်မကွေးစကိုင်းဟိုတရှင်ကဖျဲသီးကင်းဒီပါဒါဝင်ပြီးတော့ယင်းနှမြုံနှံမှုတွေလုပ်ပြီးတော့လှုပ်ထားတဲ့အကွက်တွေရှိတယ်ကျွန်တော်တို့အလောင်းတော်ကတ္တပစကိုင်းမှာရှိတဲ့အလောင်းတော် Corporate National Park မြို့သားဥယျာဉ်ဆိုလို့ရှိရင်ဥယျာဉ်ထဲမှာတောင်ဝင်ပြီးတော့မိုင်းခွဲပြီးတော့1994နောက်ပိုင်းမိုင်းခွဲပြီးတော့ဒါ
ဒီသူတို့လိုချင်တဲ့ uranium ပဲပြောသတ္တုပဲပြော rare earth ပဲပြောလိုချင်တာတွေသူတို့လောက်ခွင့်ပေးထားပြီးတော့ပေးထားတဲ့ဒီမြမစစ်တပ်ရဲ့ခေါင်းဆောင်တွေရဲ့အစင်တန်းနဲ့မြမစစ်တပ်ခေါင်းဆောင်တွေရဲ့လှုပ်ထားခဲ့တဲ့ဥစ္စာတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ကိုရှင်းချမ်းသောသဘောမျိုးခုနကျွန်တော်ပြောခဲ့တဲ့စကားမျိုးလှုပ်ထားတာဖြစ်တယ်အဲ့တော့ဆိုလိုချင်တာကဒီလိုမျိုးလှုပ်နေတဲ့အိန္ဒိယချင်းနိုင်ငံကိုအဲ့ဒီနိုင်ငံရဲ့မူဝါဒတွေဤဗျူဟာတွေမဟာဗျူဟာတွေကိုစာရွက်ပေါ်မှာရေးထားတာကိုဖတ်တာနဲ့စာရင်သူတို့ရဲ့လုပ်ငန်းတွေလှုပ်ထားတဲ့တကယ်လှုပ်ရက်တွေကိုကြည့်ပြီးတော့သုံးသပ်တာကတိတိမိမိရှိလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောရင်ဒီကုန်းချုပ်